ကျမကျတော့ထနောတိုင်းရင်တူတရားပေါ့ဒါပေမဲ့အခုကင်ဆောင်ထားတဲ့မပုံတရားဗမာလိုဖြစ်နေပါရဲ့ရှင်ကိုထနမပုံတရားတော့နေတာပေါ့နော်နီးစပ်ရတိုင်းရင်သားမပုံတရားများတယ်တချို့ဆိုပို့အိုးရှိမယ်တချို့တောင်ရိုးနဲ့နီးတဲ့ဖက်ဆိုလဲတောင်ရိုးမပုံတင်နဲ့ရှိတယ်အဲ့လိုမျိုးပေါ့နော်အဓိကတော့စာပေမတက်မြောက်ပေါ့နော်ပညာတိတ်မတက်တာများပေါ့နော်တော်ပညာရှိတဲ့လူလို့ရှင်အဲ့ဒီလက်နဲ့ကင်ဖွဲ့ထဲကိုပါသွားပါတော့။ပိုပိုင်းထဲမှာလို့ရှင်ဘုံမောကျော်လို့ရှင်သူကဒီနောင်တရားမှာသူကအသွင်ရမှုဖြစ်တာပေါ့အခုကျတော့ဆောင်းရှုံးသွားပြီပေါ့နော်ပြီးတော့ဘိုတတင်းရှင်သူတို့ရဲ့မျိုးနွယ်စုတွေပဲဥထွန်းဆန်ရဲ့မျိုးနွယ်စုတွေပဲသူကချမ်းထဲမှာရောက်သွားပြီပေါ့နော်အဲ့ဒီအဲ့ကိုအာစီအဲထဲလာအဲထဲလာတော့ကျွန်တော်တို့ကမစုံစမ်းမိတော့ဘူးပေါ့နော်အဲ့ကြောင့်မို့တချို့ပညာရှိတွေကျတော့အဲ့လိုမျိုးနဲ့ဝင်ကိုအမျိုးသားရေးကျတော့သူတို့ကပြန်ပြီးမလုပ်ဘူးဆိုတော့အဲ့ဒါကိုတဖြည်းဖြည်းနဲ့လူမျိုးကျတော့တောင်းလာခဲ့တာပေါ့ဗျ